ဒီပိုင်းရဲ့အစမှာမိုးကျွကြီးတောင်ကညီငယ်ဖြစ်တဲ့မန်တန်ရဲ့အိမ်မက်နဲ့စထားပါတယ်။သူ့ရဲ့အိမ်မက်ထဲမှာတော့သူဟာသပင်အပြည့်နဲ့ယထာပေါ်မှာကောင်မလေးတွေချမ်းရနေတာကိုအိမ်မက်မှတ်နေတာပါ။ဒါပေမဲ့လည်းအိမ်မက်ထဲမှာတော့သူ့ရဲ့သပင်တွေကကျွတ်ထွက်သွားတော့အော်ဟစ်ပြီးနိုးလာခဲ့ပါတယ်။ဒီလိုနဲ့အရင်ပိုင်းကအဆက်ဖြစ်တဲ့ဟစ်တန်နဲ့အင်ရီယာရှာတို့ထိတ်တိုက်ရေစံတက်ခိုက်နေကြတဲ့အချိန်ကာကူမဲကမန်တန်ကိုတိမ်မောကနေတွန်းချလိုက်ပေမဲ့သူကိုယ်တိုင်လည်းအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်။ကောင်းကင်ဘော်ကနေအောက်ကိုပြုတ်ကျသွားရင်တေမာဖြစ်ပေမဲ့ကံကောင်းချင်တော့မန်တန်ရဲ့ဘော်ကိုပြုတ်ကျသွားပြီးအသက်ရှင်သွားခဲ့ပါတယ်။သူ့ဘော်ပြုတ်ကျလာတဲ့ကောက်ကွန်မဲကိုမန်တန်တယောက်လည်းစိတ်ထုတ်သွားခဲ့ပြီးကောက်ကွန်မဲကိုလိုက်တက်တော့မယ့်အချိန်မှာရှစ်ပူကပဲသူ့ရဲ့မြေခွေးအစွမ်းနဲ့စာဝါကြီးတစ်ခုကိုဖန်တီးလိုက်ပြီးကောက်ွယ်ပေးလိုက်ပါတယ်။ဒါပေမဲ့လည်းဒါဟာထုံးစံအတိုင်းရှစ်ပူရဲ့ထင်အောင်ထင်မှားဖြစ်စေတဲ့အာယုံလွှဲတဲ့အစွမ်းဖြစ်ပေမဲ့မန်တန်ရဲ့ခေါင်းပေါ်မှာကြံခဲ့တဲ့နောက်ဆုံးသပင်ဟာကျွတ်ထွက်သွားခဲ့ပါတယ်။ဒီအခါမှာတော့မန်တန်ဟာဒေါသငယ်ထိရောက်သွားအောင်စိတ်ဆိုးသွားခဲ့ပြီးလက်စည်းကြောင်းတွေနဲ့ပြစ်ခတ်တိုက်ခိုက်ပါတော့တယ်။တဆက်ထဲမှာပဲပုံနေတဲ့ကာကူမဲနဲ့ရှစ်ပိုတို့ကိုလိုက်ရှာနေတာကြောင့်သူတို့နှစ်ယောက်လည်းလွတ်မြောက်ဖို့ကြံစီရပါတော့တယ်။ကာကူမဲကရှစ်ပိုကိုသူ့ရဲ့ပုံစံအတိုင်းအသွင်ပြောင်းခိုင်းပြီးမန်တန်ကိုလှည့်စားလိုက်တာကြောင့်အငိုက်မိသွားတဲ့မန်တန်လည်းသပင်နဲ့ချီနှောင်ခံထားလိုက်ရပါတယ်။ကာကူမဲကမန်တန်မှာစိုက်နေတဲ့မြားကိုနှုတ်ပြီးနှစ်ဖူးကယတနာအပိုင်းဆက်ကိုထုတ်ယူဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့လည်းအစီအစဉ်ကမအောင်မြင်ပဲမန်တန်ကကာကူမဲရဲ့လေပင်ကိုညှစ်တက်ပစ်ဖို့လုပ်နေတာကြောင့်အင်နူယာရှာဟာဟစ်တန်နဲ့တိုက်ခိုက်နေရင်စိတ်ပြက်လင့်သွားခဲ့ကပခုံးမှတန်ရရှိသွားခဲ့ပါတယ်။ဒါပေမဲ့လည်းဒေါ်လာထွက်လာတဲ့အင်နူယာရှာကထပ်ဆာကိုက်ကိုပြစ်လွတ်လိုက်ပြီးအဲ့ဒီဓာတ်ဟာမန်တန်ရဲ့ရင်ဘတ်ကိုဖောက်သွားခဲ့ပါတယ်။အင်နူယာရှာရဲ့ထပ်ဆိုင်ကကြောင့်ဒဏ်ရာအပြင်းထန်ရသွားတဲ့မန်တန်ဟာအကိုဖြစ်သူဟင်တန်ကိုအကိုရေငါပြန်မွေးဖွားလာရင်ကတုံးနဲ့ဖြစ်နေတောင်မှမင်းရဲ့ညီအဖြစ်ပဲထပ်မွေးဖွားချင်တယ်လို့သူ့ရဲ့နောက်ဆုံးစကားကိုပြောလိုက်ပြီးတည်ဆုံးသွားခဲ့ပါတယ်ဒီစကားကိုကြားလိုက်ရတဲ့ဟစ်တန်ဟာညီတယောက်ကိုသုံးချွတ်လိုက်ရတာကြောင့်အော်ဟစ်ငွေကြေးလိုက်ပြီးဒေါသတကြီးနဲ့ပဲမန်တန်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ယန္နာအပိုင်းစကိုဆုပ်ယူလိုက်ပါတယ်အဲ့ဒါကြောင့်ဟစ်တန်ဟာသူ့ရဲ့ညီအစွမ်းကိုပါယူလိုက်တာကြောင့်မူလထက်နှစ်ဆပိုအားကောင်းလာခဲ့ပြီးထက်ဆိုင်ကာကလည်းကာကူမဲကိုကယ်လိုက်တဲ့အချိန်မှာပြစ်လွတ်လိုက်တာကြောင့်လက်နက်မရှိနေတဲ့အင်နူယာရှာဟာတာမန်လာတဲ့ဟစ်တန်ကိုထက်ဆိုင်ကမပါပဲရေဆိုင်ရတော့မှာဖြစ်ပါတယ်တန်ကလေးမျိုးကရဲ့အကြံပေးချက်အရထက်ဆိုင်ကာရဲ့ဓာတ်အိမ်ဟာလက်စီတန်ကိုခုခံနိုင်တယ်လို့သိရပြီးအင်နူယာရှာဟာထက်ဆိုင်ကာရဲ့ဓာတ်အိမ်ကိုဒိုင်းဖြစ်အသုံးပြုကာဟစ်တန်ရဲ့တိုက်ခတ်ချက်တွေကိုဝူးကန်နေခဲ့ပါတယ်ဒါပေမဲ့လည်းလေပေါ်မှာပြန်ပြီးတိုက်ခိုက်နေတဲ့ဟစ်တန်ကြောင့်အင်နူယာရှာကုခံရုံကလွယ်ပြီးဘာမှမတတ်နိုင်ခဲ့ပါဘူးဒါကိုကာကူမဲကလည်းတတိထားမိသွားခဲ့ပြီးဟစ်တန်ရဲ့ခြေလောက်ကဘိန်းလုံးတွေကိုညနဲ့ဖြစ်ဖို့လုပ်ပေမဲ့လေးကမရှိနေတာကြောင့်ရှီပုတ်ကိုလေးအဖြစ်အသွင်ပြောင်းခိုင်းပြီးသူတို့နှစ်ယောက်ရဲ့ဆွမ်းအားကိုပေါင်းစပ်လိုက်ကကာကူမဲကမြားပစ်လွတ်လိုက်ပါတယ်ကာကူမဲပစ်လိုက်တဲ့မြားဟာဟစ်တန်ရဲ့ခြေလောက်ကဘိန်းတစ်ခုကိုဖျက်ဆီးလိုက်နိုင်ပြီးဟစ်တန်လည်းမြေပြင်ပေါ်ကိုပြုတ်ကျလာခဲ့ပါတယ်ဒီလိုနဲ့ဆက်လက်တိုက်ခိုက်နေရင်အင်နူရှာရဲ့တအိမ်ဟာလည်းအပ်လာခဲ့ပါပြီဒါကြောင့်ကာကူမဲနဲ့ချစ်ပိုတို့ဟာထပ်ဆိုင်ကကိုအင်နူရှာစီပြန်ပေးဖို့လုပ်နေတာကြောင့်ဟစ်တန်ကလည်းမန်တန်ရဲ့လက်စီစွမ်းအားကိုအသုံးပြုကာကာကူမဲနဲ့ရှစ်ပိုတို့ကိုမီးလောင်ကျွမ်းသွားအောင်လုပ်လိုက်ပါတယ်အဲဒါကြောင့်ပဲသူတို့တည်သွားပြီလို့ထင်လိုက်တဲ့အင်နူရှာဟာအလွန်ဒေါသထွက်လာခဲ့ပြီးအပြင်းထန်တိုက်ခိုက်ဖို့လုပ်ပါတော့တယ်ဒီအချိန်မှာပဲတအိမ်ကထပ်ဆိုင်ကကိုပြန်ခေါ်လိုက်ပြီးအင်နူရှာဟာလည်းဟစ်တန်ကိုထပ်ဆိုင်ကနဲ့ပဲနှစ်ချမ်းပိုင်းပစ်လိုက်ပါတယ်မိုးရိုးကြီးနောင်တည်ဆုံးသွားပေမဲ့အင်နူရှာဟာရန်နာအပိုင်းဆက်၅ခုကိုစိတ်ဝင်စားတော့ပဲကာကူမဲနဲ့ရှစ်ပိုမပါရင်အဲ့ဒီရတနာတွေအတိတ်ပဲမရှိဘူးလို့ခန်းစားမိလိုက်ပါတယ်ဒီအချိန်မှာထူးဆန်းတဲ့အပြာရောင်မိကုံးငွေတွေကြားကကာကူမဲနဲ့ရှစ်ပိုတို့ပေါ်လာခဲ့ပြီးတန်ကလေးမျိုးကသူတို့ဟာနှုတ်ဆက်ဖို့လာတဲ့ဝိညာဉ်တွေလို့အင်နူရှာကိုပြောလိုက်ပါတယ်ဒါပေမဲ့အဲ့ဒါဟာရှစ်ပိုအဖေရဲ့ Force Fire ဖြစ်ပြီးကာကူမဲတို့အသက်ရှင်အောင်နောက်ဆုံးအချိန်ကယ်တင်ပေးခဲ့တာပဲဖြစ်ပါတယ်ကာကူမဲနဲ့ရှစ်ပိုတို့အသက်ရှင်နေတာတည်သွားတဲ့အင်နူရှာဟာဝမ်းသာသွားပေမဲ့သူဝမ်းနည်းနေတာကိုပြတ်တက်လိုက်ရတာကြောင့်အယမ်းချက်သွားပြီးကာကူမဲကိုကြောခိုင်းလိုက်ပါတယ်ဒေါ်လာထွက်နေတဲ့အင်နူရှာကိုကာကူမဲကမင်းဖဖြစ်လို့ဒီကိုလုံနေတာလဲလို့မေးလိုက်တဲ့အခါတန်ကလေးမျိုးကအင်နူရှာကာကူမဲတို့တည်သွားပြီလို့ထင်ပြီးဝမ်းနည်းနေတာကိုတီးသွားတာကြောင့်ရှက်နေတာလို့ဖြေလိုက်ပါတယ်မိဘတွေတည်ဆုံးသွားတာကြောင့်တကောင်နဲ့ဖြစ်သွားတဲ့ရှီပိုလေးဟာလည်းကာကူမဲတို့နဲ့အတူမြင့်မြင့်ရတနာအပိုင်းစရှားပုံတော်ဆွမ်းစားခန်းတဲ့ကိုလိုက်ပါတော့မှာပဲဖြစ်ပါတယ်ကိုလိုလိုအနေနဲ့အင်နူရှာ enemy ကိုကြည့်ချင်နေဆိုရင် description မှာပေးထားတဲ့ Telegram channel လေးမှာကြည့်ရှုနိုင်ပါတယ်အင်နူရှာ series အပြင်အခြားသော enemy series တွေကိုပါတင်ဆက်ပေးနေတာကြောင့်အကြိုက်တွေ့စေမှာပါပြီးတော့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ပြီးအားပေးခဲ့ကြပါအောင် subscribe နှိပ်ထားတာဟာကျွန်တော်အတွက်တော့ကြီးမားတဲ့အားသေးဖြစ်တာမလို့ကူညီပေးခဲ့ကြပါအောင်တော့ကြည့်တွေ့ကြပါမယ်